ပြင်းတဲ့ပုဂ္ဂိုလ်ဟာကိုရမဲ့အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားကိုဖျက်ဆီးပြစ်တာခုတရားဓမ္မတို့ဦးဇင်းတို့မဉ္ဇဉ်ဘုံဉာဏ်ရနိုင်ခွင့်ရှိတယ်ဝိပဿနာဉာဏ်တွေရနိုင်ခွင့်ရှိတယ်ကိုကပြင်းနေတယ်ဆိုရင်အဲ့ဒီလောက်အကျိုးကြီးတဲ့အကျိုးစီးပွားတွေဟာမရတော့ဘူးဟုတ်ရဲ့လားဒါကြောင့်ပြင်းတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1အကုသိုလ်တွေနဲ့ရောတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာဆင်းရဲတယ်နံပါတ်2အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားတွေဆုံးရှုံးသွားတယ်လုံလဝရိယရှိတဲ့လူကြတော့ဖြောင်းပြန်မယ်တဲ့လုံလဝရိယရှိခြင်းသည်အကုသိုလ်တွေနဲ့ကင်းကွာတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာချမ်းသာတယ်ဟုတ်ရဲ့လားကြီးကျယ်တဲ့အကျိုးစီးပွားကိုရှာမိပြီးသားဖြစ်တယ်ဘယ်နှချက်လဲနှစ်ချက်အဲ့ဒီလောက်ကြီးကျယ်တဲ့အဲ့ဒီလောက်အကျိုးရှိတဲ့ဝိရိယပါရမီကိုတရားဓမ္မတို့ဦးဇင်းတို့တွေလောကီအကျိုးစီးပွားကိုပဲလိုလားကိုပဲဖြစ်စီလောကုတ္တရာအကျိုးစီးပွားကိုပဲလိုလားလို့ပဲဖြစ်စီမရှိရင်အဲ့ဒီအကျိုးစီးပွားတွေရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒါတရားမင်းကအချက်ကြကြပြောတာငါသားတဲ့အလုံးမလုံးဖဲနဲ့ချမ်းသာမဲ့နေရာရှိရင်မင်းအရင်သွားသားမှပြီးရင်အဖေကိုခေါ်ပါအေးအဲ့ဒီလိုပြောတော့သူ့ဝီရကပြန်ပြီးတော့ဆင်ကြီးကလေးနဲ့အဲ့ဒါတရားမင်းကလည်းအဲ့ဒါထပ်ပြီးတော့ပြောတာပဲအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကချစ်သားတို့တဲ့တိတိကျကျစဉ်းစားကြကုသိုလ်ကောင်းမှုရဲ့အကျိုးကိုတက်တက်ခံစားတဲ့လုံလဝရိယမထုတ်ဖဲနေမယ်ဆိုရင်မထုတ်လို့ရတယ်နတ်တွေတောင်မှလုံလဝရိယရဲ့အကျိုးကျေးဇူးကိုအဲ့ဒါလိုပြောသေးတယ်ဆိုရင်ကောင်းကောင်းကြည့်ရင်တန်တရားဝုတ်ကလွတ်နိုင်တဲ့ငါသာသနာမှာနေကြတဲ့သင်္ချစ်သားတွေကပြင်းနေမယ်ဆိုရင်ဘယ်မှာလာကောင်းတော့မလဲတဲ့မြတ်စွာဘုရားရဲ့ကရုဏာတော်နော်အေးဒါကြောင့်တရားကြီးဒီမိုင်းများမလုတ်ဖဲနဲ့ဝရိယမဆိုင်ဖဲနဲ့ချမ်းသာမဲ့နေရာရှိရင်မင်းတို့သွားကြသမ်းမှပြီးရင်ငါ့ကိုလည်းပဲခေါ်ပါဆိုတဲ့စကားလေးကိုမှတ်သားထားဖို့မလိုဘူးလားလိုတယ်ဗျဒီတော့ဦးဇင်းတို့ဆက်ပြီးတော့ပြောချင်တာကလုံလဝရိယရှိတယ်မရှိဘူးဆိုတဲ့နေရာမှာအတိတ်ကပါလာတဲ့ဓာတ်တတိတွေပါမလဲနည်းနည်းတော့မူတည်ပုံရတယ်နောက်တချို့ကမူတွေကစပြီးတော့ပြင်းလာကြည်လိုက်ရင်ခွေးဟုတ်လားတချို့ကြရင်ကြည်ရတာကိုတက်တက်ကြွကြွနဲ့အမြဲတမ်းလန်းလန်းဆန်းဆန်းရှိနေတာဟုတ်လားအဲ့ဒါကသူကဖြစ်လျာဘဝမှာဝရိယပါရမီကိုဖြည့်ဆည်းခဲ့တဲ့ပုဂ္ဂိုလ်တွေကလုံလကြုတ်ကိုအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကဓာတ်တတိတွေကလိုက်နေပြီးတော့သူကအရှိန်တွေကပါနေတာကိုဗျလက်ဒီစတော်ကြီးကတော့သူကပြောတယ်အဲ့လူတွေဟာတဲ့ပြင်းတဲ့လူတွေဟာဘာနဲ့တူတုံးဆိုတော့ခွေးဖြူတောမတိုးဆိုတဲ့ဗမာစကားပုံနဲ့တူတယ်တဲ့ခွေးဖြူတွေဟာအင်မတန်ကြောက်တတ်တယ်လို့ဆိုတယ်ဟုတ်မဟုတ်တော့ကျုပ်လည်းမစမ်းဘူးပါဘူးဒါပေမဲ့စာထဲကတော့အဲ့လိုတွေ့တယ်လူတွေလည်းအဲ့လိုပြောတာပဲဟုတ်လားဘာလဲဆိုတော့ဖြစ်လျာဘဝကအပြင်းတက်ခံနေပါတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဟေးမင်းမအိပ်ဖဲနဲ့လှုပ်ရမယ်ဆိုလို့ရှိရင် तू နောက်ဆုတ်သွားတာဟုတ်လားမင်းအစားကိုချိုးချံရမယ်ဆိုရင် तू နောက်ဆုတ်သွားတာမင်းအပေါင်းဖော်တွေနဲ့ကင်းပြီးတော့တယောက်တည်းနေရမယ်ဆိုဟာမဖြစ်ဘူးနောက်ဆုတ်သွားတာမင်းအကြာကြီးလှုပ်ရမှာတော့ဆိုရင်နောက်ဆုတ်သွားတာမင်းဆွဲဆွဲမြဲမြဲလုံးမရမှာဆိုရင်ဟာဒီတော့ကြီးတော့မလုံနိုင်ဘူးဆိုပြီးတော့နောက်ဆုတ်သွားတာဝရိယရှိတဲ့လူတွေကြတော့အဲ့လိုမဟုတ်ဘူးရမယ်သာသေးကြပါစေအခုပဲရနေသလိုမျိုးဟုတ်လားသေးသေးကြည်ကြည်ချမှာပဲဆိုပြီးတော့လှုပ်တာအဲ့ဒါမလှုပ်တဲ့ပုဂ္ဂိုလ်ပြင်းတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီခွေးဖြူတွေနဲ့တူတယ်တဲ့ခွေးဖြူတွေကတထောင်လောက်မြင့်တဲ့ခြုံကလေးမေးရိုင်းပင်ကလေးမျက်ခြုံပုတ်ကလေးတွေ့ရင်ဟာတင်မြန်းရှိမှလားကြားမှန်းရှိမှလားဆိုပြီးတော့အနာမတိုးရဲဘူးတဲ့ဟုတ်လားလန့်နေတာဘာကိုလန့်နေတာလို့အလုတ်ကိုလန့်နေတာဒါကြောင့်ဝီရိယဆိုတဲ့စကားဝီရရဲရင်တာနော်အလုတ်ကိုလုံးဝမကြောက်ဘူးလုတ်ပစ်လိုက်မယ်ကန်ပစ်လိုက်မယ်ရတာမရတာကအဲ့ဒီအလုတ်ရဲ့နောက်ဆက်တွဲအကျိုးပဲသူကတော့လုတ်မှာပဲဟင်တခါကြီးဒီမိုင်းများအဲ့ဒါလိုမျိုးရဲရင်တဲ့စိတ်ဓာတ်နဲ့ဘာလို့ရမလဲလုံလဝရိယရှိအောင်ကြိုးစားရမယ်ပြင်းထန်တဲ့လုံလဝရိယကိုရခြင်းနဲ့ဆိုလို့ရှိရင်တန်ဝေကဖြစ်ခြင်းမှာအကြီးဆုံးအကြောင်းဖြစ်တဲ့သိခြင်းတရားကိုစဉ်းစားပါဘယ်ချိန်ဘယ်ကာလမှာသိမင်းငှင်မယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးဟုတ်ရဲ့လား